Hello အားလုံးပဲမင်္ဂလာပါရှင် Orienta Crystal လိုက်ဆေးလေးရနေကြိုဆိုပါရရှင်ဒီနေ့နဲ့မီးပြတ်တဲ့အချိန်ရောက်သွားတော့လေနည်းနည်းမီးလေးချိန်နေလို့နည်းနည်းလေးလိုက်ဆေးလို့နည်းနည်းလေးအနည်းငယ်နောက်ကျသွားတာတောင်းပန်ပါရရှင်ဟုတ်ကဲ့မင်္ဂလာပါနော်မင်္ဂလာပါရှင်Orienta Crystal ကနေဒီနေ့ဗာလေးတွေပြပေးမယ်ဆိုလို့ရှိရင် fluoride လေးတွေပေါ့နော် fluoride လေးတွေကိုပြပေးပါမယ်ရှင် fluoride လေးနဲ့ပတ်သက်တာလေးပြပေးပါမယ် dream catcher လေးတွေပြပေးပါမယ်ရှင် labradorite လေးဆွဲကြိုးလေးပေါ့နော်ဆွဲဒီလေးတွေပေါ့အပေါက်ကလေးဖောက်ပြီးသားကြိုးလေးတက်ပြီးတော့သုံးရုံပဲအဲ့လေးလည်းပြပေးပါမယ်နော်ဘာလေးတွေပြပေးခြင်းလဲဆိုအရင်ဆုံး drink catcher လေးတွေလည်းပြပေးပါမယ်ဒါလေးက rose quartz နဲ့လုပ်ထားတဲ့ drink catcher လေးပါဒီမှာကြိုးလေးရတယ်ဒီလိုတန်းလန်းလေးပါနော်ကြိုးကလည်းရှည်ကြီးပဲအတူလေးမဟုတ်ကြိုးကလည်းရှည်ကြီးပါပဲဒီအထက်ကကြောက်ကလေးရဆိုလို့ရှိရင် rose quartz လေးနဲ့လုပ်ထားတာပါဒီအပြင်မှာဆိုလို့ရှိရင်လည်းဒီနော် fancy လေးတွေနဲ့ဒီကြားမှာ crystal rose quartz crystal လေးထည့်ထားတာပေါ့နော်ဒါလေးဆိုလို့ရှိရင်အရင်ချစ်ဖို့ကောင်းတယ်ဒီကလေးဟာလေးကလည်း fancy လေးပါကျန်တာတွေကတော့ rose quartz ကြောက်ကလေးနဲ့လုပ်ထားတာပါရှင်ချိန်ထားလို့ရှိရင်အရန် cute ဖြစ်တာပေါ့နော်ရန် cute ဖြစ်ပါတယ်ရန် cute ဖြစ်ပါတယ်ရှင်ဒါလေးက rose quartz လေးပါပြီးတော့ဘာဒီ clear quartz ကလေးနဲ့ပြပေးခြင်းတယ်နော်ဒါလေးက clear quartz ကလေးပါရှင်ဒါလေးက clear quartz ကလေးပါဒီထဲမှာဆိုလို့ရှိရင် clear quartz အစစ်တွေပေါ့နော်ထည့်ထားပါတယ်ဒါလေးကတော့ fancy လေးပါဒီမှာကလည်း fancy နဲ့ clear quartz ကလေးနဲ့ကိုရောပြီးထားပါတယ်ရှင်သူလည်းချစ်စရာလေးပါသူလည်းအရန်ချစ်စရာကောင်းတယ်နော်သူလည်းအရန်ကိုချစ်စရာကောင်းပါတယ်ရှင်ဒါလေးက green aventurine ပေါ့နော် green aventurine ပါဒီမှာဆိုရင်ကျယ်လေးတွေပါတယ်နော်ကျယ်လေးတွေပါတယ် dream catcher လေးပါဒီ drink catcher လေးပေါ့နော် green aventurine နဲ့လုပ်ထားတာပါဒါလေးကဆိုလို့ရှိရင်အရန်ကိုကြည့်လို့ရှိရင်မျက်စိအရန်အေးပါတယ်ရှင်မျက်စိအရန်အေးပါတယ်ရှင်အိမ်နေဆိုင်နေရုံးခန်းနေမှာချိန်ထားလို့ရှိရင်ငွေဝင်ပါတယ်ရှင်ဒါလေးကအိမ်နေဆိုင်နေရုံးခန်းတွေထင်တယ်ကိုအိမ်ပေါ့နော်လက်လာပါတွေဝင်ပါတယ်ရှင်ဒါလေးကနော် green aventurine နဲ့ပါချစ်စရာလေးနော်စိမ့်နေတာပဲသူကမျက်စိအေးတဲ့အစိမ်းမျိုးပေါ့နော်ဟိုcrazy color လို့မဟုတ်ဘူးရှင်မျက်စိအေးတာပေါ့နော်မျက်စိအေးအေးလေးနဲ့ပါသူကဒါလေးဆိုလို့ရှိရင် ring catcher green aventurine နဲ့ပါပြီးလေဒီနေ့လေ fluoride လက်ပတ်လေးပြမယ်ဆိုတော့ဗာလေးပြချင်လဲဆိုလို့ရှိရင်ဒီ fluoride နော် rainbow fluoride ကြောက်ကလေးနဲ့လုပ်ထားတဲ့ drink catcher လေးလည်းပြပေးပါမယ်ရှင်ဒါလေးရဆိုလို့ရှိရင်သူ့ရဲ့ထူးခြားဒီကြောက်ကလေးတွေကလေဒီဘက်ချမ်းလေးမှာဆိုဒီလိုပေါ့နော်ဘေးတိုက်ပြမယ်နော်ဖောင်းကြွလေးတွေနဲ့ပေါ့နော်ဒီမှာဒါလေး tree ပုံလေးကိုလုပ်ထားတာပါကြောက်ကလေးရဆိုဒီလိုဘေးမျက်နှာပြင်ကိုမို့ပြီးတော့ဖောင်းကြွလေးဖြစ်နေပါတယ်ဒါလေးနော်ဖောင်းကြွလေးပါရှင်
fluoride ကြောက်ကလေးတွေနဲ့ပေါ့နော်လှုပ်ထားတာပါဒီအောက်မှာလည်းချစ်စရာလေးငေါပွေးအရောင်လေးကလှနော်လှုပ်ထားတာပါဆိုလို့ရှိရင်အမြင်ပါပြမလဲဆိုလို့ရှိရင်ဒီမှာဒီနေ့ဒါလေးကဒီဟာလေးမြင်ရအောင်ပေါ့နော်ဒီလိုလေးပေါ့တင်ပြပါမယ်ဒါလေးကဘာဆိုဖီရှူးလေးတွေပေါ့နော်ဖီချူးလေးတွေနဲ့လှုပ်ထားတယ် rainbow fluoride လက်ပတ်ကလေးပါဒီလိုပြပေးမယ်နော်မြင်ရအောင်တစ်ကောင်ချင်းစီဒါဖီရှူးကောင်လေးတွေဒါလေးဆိုလို့ရှိရင်အဝါရောင်လေးအောင်ပါနော်ဒါဖီရှူးလေးတွေပါ rainbow fluoride လက်ပတ်ကလေးတွေပါရှင့်ဒါမျှော့ကြိုးနဲ့နော်ဒါလေးရှိတယ်နောက်ပြီးတော့အဲ့ဖီချူးကိုပဲဒီပေါ့နော် DIY လေးနဲ့လှုပ်ထားတာဖီချူးကောင်လေးတွေရှင့်သူကဘယ်နဲ့ဒီဖီချူးဘယ်နှခုပါလဲဘယ်နဲ့1 2 3 4 5 6 7ပေါ့နော်ဒီ lucky 7ပေါ့နော် lucky 7ဖြစ်တဲ့ဒီအကောင်လေးတွေဆိုလို့ရှိရင်လေ9ကောင်ပေါ့နော်အဲ့လိုမျိုးလေးပါပါတယ်ရှင်ဒါလက်ပတ်တိုင်းတော်တော်များများမှာပေါ့နော်ပါပါတယ်ပေါ့နော်ဒီ rainbow fluoride လေးတွေဒါလေးတွေပါဒါပါပဲနောက်ပြီးရင်ပြပေးပါမယ်ဒီမှာအများကြီးရှင်ဒါလေးဆိုလို့ရှိရင်လေငကားကောင်းလေးတွေနဲ့အရန်ချစ်ဖို့ကောင်းတယ်နော်ဒါလေးဆိုအဝါလေးတောက်ကလေးနော်ဒါလေးဆိုအဝါလေးမြင်လားမသိဘူးရှင်များဒါလေးဆိုနော်အဝါလေးဒါလေးဆိုအစိမ်းလေးဒါလေးဆိုလို့ရှိရင်သူကရောင်ပြေးလေးပေါ့နော်ရောင်ပြေးလေးရောထားတယ်ပေါ့နော်ဒါလေးဆိုရင်ဒါဆိုလို့ရှိရင်ခရမ်းရောင်လို့ပြောရမှာပေါ့နော်ဒါလေးတွေဆိုရင်အမှမယန်းစီရောင်လို့ပြောရမှာပေါ့အစိမ်းနူလေးဒါလေးဆိုလို့ရှိရင်ငကားကောင်းပုံလေးနဲ့ပေါ့နော်သူလည်းအဲ့ဒီလိုပဲ2 4 6 7 9ကောင်းပဲပေါ့နော် lucky 7 နံပါတ်ဖြစ်တဲ့9ကောင်းလေးတွေပါဒါဆိုလို့ရှိရင်နော်ဒါလေးတွေရှိတယ်အဲ့လိုမျိုးပေါ့နော်ဒီအယုတ်ကလေးတွေအကောင်လေးတွေမကြိုက်ဘူးဆိုဒီလိုပုံလေးတွေပေါ့နော်ဒါလေးတွေလည်းရှိပါတယ်ဒါလေးကြတော့ဟိုပါပေါ့နော်ဘယ်လိုပြောရမလဲပေါ့အဲ့ဒါလေးဒီလိုလေးเนาะဒါလည်းအဲ့လိုပဲ2 4 6 7 9ခုပဲပေါ့เนาะဒါလည်း9ခုခုနဖီချူလေးတွေရှိတယ်ပြီးနောက်ထပ်ပြပေးအောင်မယ်အကောင်လေးတွေအများကြီးပဲဒီမှာဆိုလို့ရှိရင်ဒါဆိုရင် DIY လေးနဲ့လှုပ်ထားတာဒါလေးဆိုလဲချစ်ဖို့ကောင်းနေเนาะဒါလေးဆိုလဲချစ်ဖို့ကောင်းပါတယ်ဒီကလေးဆိုအရောင်တောက်ကလေးဒါလေးဆိုစိမ်းလေးเนาะအစိမ်းလေးဝတ်ပြမယ်เนาะတခွေးလောက်တော့ဝတ်ပြပေးမယ်ဒီမှာဝတ်ပြရင်ဒီလိုလှပါတယ်နော်ဒါကတော့ DIY နဲ့တွဲလုပ်ထားတာပေါ့နော်ဒါ DIY နဲ့တွဲလုပ်ထားတာပါပြီးရင်အဲ့လိုမဟုတ်ဘူးပေါ့နော်ဟိုပါပေါ့ပန်းပွင့်လေးတွေနဲ့ကြိုက်တယ်ဆိုလဲပန်းပွင့်ပုံလေးတွေပေါ့နော်အဲ့လိုပုံလေးတွေပန်းပုံလေးတွေနဲ့လည်းရှိပါတယ်ဒါလေးဆိုပန်းပုံလေးတွေနဲ့နော် fluoride ကလေဒါလေးက fluoride လေးကပန်းပုံလေးတွေနဲ့ပါနော်ဒါ DIY နဲ့လို့ DIY မှာတွဲထားတာပေါ့နော်အားလေးတွေရှိတယ်နောက်ပြီးရင်အဲ့ဒီပန်းပုံလေးသဘောမကျရင်ဒီလိုပန်းပုံလေးပန်းပွင့်ပုံလေးဒါဆိုရင်ဒါလေးလည်းတူပဲနော်အဲ့လေးတူပဲနောက်ပြီးတော့ဗာလေးပြချင်လဲဆိုလို့ဒီဟာလေးပေါ့နော်သူကဒါလေးကငကားခေါင်းလေးနဲ့ငကားခေါင်းကတကောင်ပဲပါတယ်ပေါ့နော်ဒီဟာလေးပါသူကအထဲမှာအမဲအောင်းဝင်လေးအမြင်လေးတွေပေါ့နော်ဒီလိုလေးပါတာပါသူက DIY လေးနဲ့လုပ်ထားတာဝတ်ပြမယ်နော်ပါနော်ပါနော်ဒါလေးတွေကငကားကောင်းလေးနဲ့ပါနော်ငကားကောင်းလေးနဲ့ပါရှင်းပြီးတော့ဗာလေးတွေပြချင်လဲဆိုလို့ရှိရင်လေ
page မှာလည်းတင်ထားပါတယ် Rudasha seek လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုဒီလို key chain လေးတွေနဲ့လာတယ်ရှင့် key chain အနေနဲ့လည်းစောင်းလို့ရတယ်ပေါ့နော်အကယ်၍ကိုကလက်ပတ်အနေနဲ့လည်းမွတ်ချင်ဘူးပေါ့နော်အဲဆိုရှင်ကိုရဲ့ပတ်စံ80ကြောပိုး80ကိုရဲ့80ပေါ့နော်ဒါကလေတကယ်တမ်းဆိုရင်သူကလေဖုန်းကျိုးတော့လုပ်လို့ရတယ်ရှင့် key chain ဆိုပေမဲ့လေဖုန်းကျိုးအပေါက်ကလေးတွေကိုထည့်ပြီးတော့ဒါလေးတွေเนาะပြပေးမယ်ဒီဇိုင်းစုံရှိတာပေါ့เนาะဒီဇိုင်းစုံဆိုတာတော့အနောက်ကပိုးကျိုးလေးတွေပြောင်းသွားတာပဲရှိတာရှင့်เนาะအနောက်ကလေဒါလေးတွေရှိတယ်เนาะအားလေးဆိုရင်တော့ဖုန်းကြိုးလို့ပတ်စံအိမ်မှာခြီတာလို့အဲ့လိုမျိုးလေးကီးချင်းလေးပေါ့နော်ဒါလေးချစ်စရာလေးရှင့်ပြီးရင်ဗာလေးပြပေးမလဲဆိုလို့ရှိရင်လေဒီလိုမျိုးပေါ့နော် Labradorite ဆွဲဒီလေးတွေပေါ့နော်သူကတခါတဲ့အပေါ်မှာအပေါက်ပါပြီးသားပေါ့နော်အဲ့ဒီခါကျတော့ဒီလိုဟာမျိုးလေးတွေဟို Orida Crystal မှာဝင်မယ် Admin စီမှာဝင်မယ်ဆိုလို့ရှိရင်လေဒါဆိုလို့ရှိသွားတယ်ဒီ reflect ကလေနှစ်ဖက်တောင်ပါတာเนาะမကြည့်ပါအောင်ဒီမှာရေဒီမှာဆိုတရောင်နဲ့တကယ်တမ်းထင်ရတာမဟုတ်ဘူးလားဒီအပေါ်မှာပါအစိမ်းရောင်လေးပါတာဒီအနောက်ကိုလည်းကြည့်ပါအောင်ရှင်အနောက်မှာလည်းတွေ့လာရောင်ပြေးပါတယ်เนาะဒါပေမဲ့ तू ကတော့ဒီအပေါ်က तू ကပေါ့เนาะဟိုကုန်းလေးနဲ့ဟိုပြောင်လေးလှုပ်ထားတယ်ဒီအနောက်ကကျတော့အပြန့်ပေါ့ဒါပေမဲ့ तू ကဒီတစ်ခေါက်ဒီ Labradorite ဒီဆွဲပြားတွေဒီနောက်မှာပါ तू reflect ပါတယ်ရှင်ဒါဆိုလို့ရှိရင်ဒီအပေါက်ကလေးတွေကိုကျိုးတစ်ခါလေးခြီပြီးတော့ပေါ့เนาะဟာဆွဲလိုက်ရုံပဲရှင်ပိုးကြိုးလေးနဲ့ပေါ့နော်ကြိုးချီပြီးဆွဲလိုက်ရုံပဲเนาะဒါဆိုလို့ရှိရင်ဒီရောင်လေးလှတယ်နောက်ပြီးတော့ပြပေးမယ်เนาะဒီဟာလေးလည်းချစ်စရာတယ်ဒီ shade လေးเนาะဒါနံပါတ်ကလေးတွေအနောက်မှာလေဟိုပြန်မေးရအောင်နံပါတ်ကလေးတွေတက်ပေးထားတာပါเนาะဒါဆိုလို့ဆိုတော့နောက်မှာလည်းပါတယ်เนาะသူရဲ့အရောင်ပြရလေကြည့်ပါအောင်နံပါတ်14เนาะသူမှလည်းဒီအနောက်မှာလည်းရောင်ပြေးပါတယ်ဒီရှေ့မှာလည်းရောင်ပြေးပါတယ်เนาะအဲ့ဒါလေးပါတယ်ဒါလေးပြပြီးလားမပြသေးဘူးထင်တယ်ဒါမပြသေးဘူးเนาะခုနကပြလိုက်တာ17ဆိုတော့ဒါလေးပြမယ်ဒါလေးလည်းအရန်လှเนาะသူရှိတ်ကเนาะဒီမှာဒီနောက်မှာလည်းသူတကယ်တမ်းပါပြီးသားနောက်မှာပါတယ်ပြီးတော့နောက်ထပ်တစ်ခုပြပေးမယ်ခဏလေးเนาะအများကြီးပဲရှိတယ် admin တို့စီမှာဒါပေမဲ့ခဏလေး admin ကြိုက်တာလေးတစ်ခုပြမယ်သူ့ရဲ့အားလေးအားလေးခဏဒါလေးလဲလှတကယ်တော့ဒါလေးလဲလှเนาะဒါလေးလဲပြပေးမယ်ဒါလေးလည်းလှတယ်ဒီနောက်မှာလည်းရောင်ပြန်ပါဟောဒါခဏဒါနံပါတ်ကတ်လိုက်မယ်နော်လာမင်းလေ live ကိုကြည့်ပြီးတော့လိုချင်တဲ့ဟာလေးလာမင်းဘယ်အတုံးမှမသိမှာဆိုတော့ဒါလေးကအိတ်ထဲမှာကတ်ထားသလိုဖြစ်လို့အိတ်ထဲမှာကတ်ထားလို့ဒါလေးကနံပါတ်13လေးပါ73လေးပါဒီနောက်ကျောမှာကတ်ပေးမယ်နော်နော်အပေါ်မှာအပေါက်ကလေးကပါပြီးသား ready ပါပဲအပေါက်ကလေးတွေကဒီမှာနော်ဒါနံပါတ်13လေးတွေပါခဏနေပါနေနော်ခဏလေးနော်ဒီဟာပြချင်တာဒါကနံပါတ်6ဒီ6လေးပြပေးချင်တယ်ဒီ6လေးတခုပြပေးပါမယ်အိတ်ကနေခွာလိုက်မနော်ခဏလေး6လေးပြပဲဘယ်လိုပြချင်တာလဲသူကလေ6ကလေသူကလေအဲ့ဒီရှိတ်မှာသူကအစင်းလေးတွေသူကညီညီညာလေးဖြစ်နော်သူကအစင်းချောင်းလေးပါသူကလေဘယ်နေရောင်တောင်ပါလဲဆိုတော့1 2 3 4 5 6ရောင်9ရောင်တောင်ပါတယ်တေချာကြည့်လေအပြင်မှာလေသူကအပြာအစိမ်းအဝါပြီးတော့ခရမ်းလဲပါတိလားဒီခရမ်းကလေဒီနားလောက်မှာပါတာခရမ်းရောင်ပြေးလေးကလေ
ဒီထဲမှာကြာသိမမြင်ရအောင်ဖြစ်တာအဲ့တော့လေဟောပါတော့အပြားအစိမ်းအဝါခရမ်းပေါ့နော်ခရမ်းနောက်ထပ်တစ်ယောက်ကခေါ်တော့မခေါ်တော့အဲ့လိုမျိုးလေးဟိုတံမြာခွန်လို့ဘာလို့ပေါ့နော်ဒီလိုမျိုးလေးတွေပါတာ9ရောင်6ရောင်လောက်တော့ပါတယ်ဒါလေးဆိုလို့ရှိရင်နော်သူကဒီနောက်ကျောကတော့ဒီကောင်ကကြာနောက်ကျောမှာတော့တိတ်ပြီးတော့ reflect မရှိဘဲနဲ့ဒီရှေ့မှာတော့ရှိတယ် number 6ပါတယ်မှာသူကအယောင်များတယ်ပေါ့နော်အယောင်စုံပါတယ်အယောင်စုံပါတယ်အယောင်စုံနေနော်ဒီဟာလေးပြဒီဟာလေးကြတော့လေသူအစင်းလေးတွေမှာသူကnumber ဘယ်လောက်လဲဆိုတော့ number 9เนาะ number 9ပါခဏလေးပါเนาะ number number 9သူက number 9မှာသူရဲ့ရှိတ်ကသူထူးထူးဆန်းဆန်းလေးအစင်းချောင်းတွေအလိုက်ကိုသူကလေအဲ့ရှိတ်တွေကလိုက်လာတာเนาะသူအစင်းကြဒီနောက်မှာသူလည်းအနောက်မှာလည်းဒီလိုမျိုးပါနော် number 9เนาะအနောက်မှာလည်းအစင်းချောင်းတွေအလိုက်သူကအဲ့လိုမျိုးလေးရှိတာပေါ့နော်ဒါ labradorite လေးတွေပါပြီးတော့အခုတလောလေးအရန်အမေးများတဲ့ခဏလေးနော်တစ်ချက်ကြည့်ပေးမယ်ခဏလေးပါဟောပေးတယ်ဘယ်လောက်ရှိလဲကြည့်ပေးမယ်နော်ဒါလေးအခုဆိုလို့ရှိရင်လေမင်းတို့စီမလာမေးတဲ့ဒီပေါ့နော် clear tower တိုင်လေးတွေလေးလက်မလေးပေါ့နော်ဒါလေးဆိုကြီးလေးတွေပါကြည်ပါတယ်ဒီအထဲမှာတော့အောင်းဝင်ပါတာပေါ့နော်ဒါဆိုရင်လေးလက်မနည်းနည်းလေးအောင်ကြော်ပါတယ်လေးလက်မကွက်တီနဲ့နည်းနည်းလေးတသားလေးပေါ့နော်လေးလက်မပဲပေါ့နော်သူကလေသူဒီတာဝါလေးမှာကအလှဘာလေးလဲဆိုလို့ရှိရင်လေဒီ take လေးမှာလေrainbow လေးပါတယ်ဒီ take ပဲမှာဒီ take လေးမှာသူရဲ့အလှဆိုလို့ရှိရင်လေဒီ take လေးမှာလက်ညှိုးလေးနဲ့ take လေးဒီနေရာလေးမှာပေါ့နော်rainbow လေးပါနေတာပေါ့နော်ဒီလိုကြည့်ရင်လည်းမြင်မှထဲမှာဒီလိုကြည့်မြင်ရတယ်နော်သူက rainbow လေးပါနေတာပါနော် rainbow လေးပါနေတာပါသူကလေးလက်မပေါ့နော်သူချစ်စရာလေးဒါလေးပေါ့နောက်တစ်ခုကဗာပြပေးရမယ်ဖေရတယ်နှစ်ပတ်ရှိတဲ့ဟာလေးလည်းပြမယ်ဒါလည်းဒါကလေးလက်မတော့မပြည့်ဘူး3.6လောက်ရှိတယ်ပေါ့နော်ဒါလေးဆိုလဲကြီးလေးတွေဒါကြတော့နှစ်ပတ်တက်ပြီးသားပါ7ပါဒါလေးဆိုကြီးလေးနော်ကြည့်ရနော်ဒါလေးဆိုကြီးလေးရမ်းချစ်ဖို့ကောင်းတယ်နော်ပြီးရင်ဗပြပေးချင်တာလဲဆိုလို့ရှိရင်လေRose Square Tower အကြီးကိုပြချင်တာရှင် Rose Square Tower အကြီးပါခဏလေးနော်ဒီ take လေးကိုကျိုးမှာဆိုလို့ကတ်ထားရလေးနဲ့ချွတ်လိုက်ဒါ Rose Square Tower အကြီးပါဒါတော်တော်လေးကိုချစ်ဖို့ကောင်းပါတယ်ဒါပေမဲ့ तू ကဘာလို့လေးလဲဆိုသူ့ရဲ့ကြောက်သွေးတာဒီနေရာမှာလေဒီလိုလေးပေါ့နော်ဒါလေးဒီလိုတစ်ချမ်းလေးစောင်းသွားတာပေါ့နော်ကျန်တာလေးကဟောဖြစ်ပါတယ်ပြီးတော့သူ့မှာကြောက်အရာလေးတွေပါတာပေါ့နော်ဒီ take လေးတွေမှာဒီဘက် take လေးတွေမှာဒါပေမဲ့ဒီတာဝါကတော့ကျိုးချင်းပဲ့ချင်းမရှိဘူးပေါ့နော်ဒါလေးကဟိုကော်လေးခုနထိတ်ကျိုးမှာဆိုလို့ဒါဆိုလို့ရှိရင်ဘလောက်ရှိလဲဆို high အမြင်လေ high အမြင်က9ခွဲ9လက်မခွဲပေါ့နော်9လက်မခွဲရှိဒါလေးဆိုတုတ်ကြီးရယ်နော်တုတ်ကြီးတွေရှိပါတယ်သူတုတ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဟိုပါပေါ့နော်တခုကတော့ဒီအောက်ကလေးပေါ့အောက်ခြေလေးကဒီသွေးတဲ့ဟာမှာဒီလိုမျိုးလေးနည်းနည်းလေးစောင်းဒီလိုဒဲမစင်းသွားမယ်နဲ့စောင်းပြီးစင်းသွားတာလေးပေါ့နော်ဒါလေးတခုတော့သူမှပြောစရာရှိပါတယ်နော်ဒါလေးပါနိုင်နော်ဒီထိတ်ကလေးကိုနည်းနည်းလေးပြန်ကတ်ထားပေးပါမယ်ပြီးတော့ဗာလေးလဲဆိုလို့ရှိရင်ဒီခရမ်းတုံးလေးရဲ့ဟာလေးကိုလည်းပြပေးခြင်းတယ်ဒီခရမ်းတုံးလေးကဒီလိုကြည့်တစ်မျိုးပေါ့နော်သူကဘေးတိုင်ဟုတ်ကဲ့ပါမခင်ပပရဲ့အမကျေးဇူးတင်ပါတယ်ရှင်ဒီကသူကဒီလိုလေးပေါ့နော်သူဘေးမှာသူ့ရဲ့ဘ
ဘေးတိုက်ထိုင်တော့ဒီလို shake ကလေးနော်သူကဒီဒဲဆိုရင်ဒီလိုလေးပေါ့နော်အမြင့်ကလည်းသူကကြီးဟိုပေါ့နော်ကြီးအမြင့်ကဘယ်လောက်ရှိလဲဆိုတော့လေအမြင့်နှစ်လက်မခွဲပေါ့နော် height ကနှစ်လက်မခွဲရှိပါတယ် height ကနှစ်လက်မခွဲရှိပါတယ်ကြောက်လေးတွေဒီပေါ့နော်ကြောက်အဆွဲလေးတွေကလည်းလေချစ်စရာလေးတွေနော်အယောင်လေးကလည်းတောက်ကလေးပါနော်ခရမ်းအဖြုံခရမ်းတောက်ဒီဘေးကနေပြပေးတာပါဒါလေးဆိုလို့ရှိရင် admin စတဲ့ဒါဆိုနံပါတ်5ပေါ့နော် admin စီမှာဆိုလို့ရှိရင်အောက်ကတသားခုံလေးနဲ့ပေါ့နော်တသားခုံလေးမယူထားလိုက်မိသေးလို့တသားခုံလေးလည်းပါလက်ဆောင်ထည့်ပေးပါတယ်ဒီလိုမျိုးပေါ့နော်တင်လို့ရအောင်ပါဒါလေးဆိုရင်နော်ချစ်စရာလေးဒါဘေးတိုက်ပေါ့နော်ဘေးတိုက်ချစ်စရာလေးပါဒါလေးကပြီးရင်ဒီဟာလေးလေခုနဒီဓာလေးကတော့ရိုးလေးဒီတိုင်းပဲတင်ထားတာပေါ့နော်တင်ထားလို့ပဲရအပေါက်မပါဘူးရှင်ဒါ90 force ပေါ့နော်အဲ့ဒါ90 force ကိုမိကိုကြောင်းလေးနဲ့မြေခွေးလေးကိုသူကrainbow fluoride လေးပေါ့နော်သူကလာတာသူကချစ်စရာကြီးလေးနော်ဒီအနောက်မှာဆိုရင်ဘယ်လောက်တောင်ချစ်ဖို့ကောင်းလဲဆိုအမေးလေးကိုကြောင်းကလေးစီညီလေးနဲ့နော်သူထုစစ်ထားတာလေအရန်လေးကိုကြည့်စရာချစ်ဖို့ကောင်းပါတော့အမီကိုချောင်းတိပါပါတယ်ဒီဘက်၄ချောင်းခလဲမှာတစ်ချောင်းပေါ့နော်ဒါနောက်ဖက်ကပုံလေးပါဒါလေးကတော့သူကတော့ high မြင့်ကတလက်မလောက်ပဲရှိတာပဲ marking မြင့်စေ high မင်္ဂလာပါရှင်ဒါလေးရဆိုရင်နော်ဒီမှာသူအယုတ်ကလေး2ရုပ်ရှိတယ်နော်ဒီလိုလေးပါစင်တူလေးချစ်စရာလေးနော်90 force လေးပါဆွဲတီးလုံးလို့မရပါဘူးဒီလိုအလှထားတာပေါ့နော်မျိုးဆိုရပါတယ်အလှထားတာလေးဆိုချစ်စရာလေးပါသူကတစ်မျိုးတစ်ခုစီဒါလေးရကြတော့လေဒီ fluoride အရစ်ကလေးလိုလေးဖြစ်နေတာပေါ့နော်ဒါလေးကတော့ဒီဘက်ညာဘက်ကဟာလေးကဘယ်ဘက်ကကြတော့အဲ့လိုခရမ်းနည်းနည်းလေးတောက်ကလေးဖြစ်နေတာပါဒါ90 force လေးနော်နောက်တစ်ခုလည်းဒါလည်း 90s for လေးပဲဒါကြသူကကြတော့ပုံစံတစ်မျိုးပေါ့နော်ဒီလိုမျိုးလေးပါမြင်ရလားမသိဘူးသူကအယောင်လေးတွေကသူကကြတော့ခရမ်းဘက်သွားတာပေါ့နော်သူရဲ့ပုံစံလေးကသူကကြတော့အဝါဘက်လေးရောက်တာပေါ့နော်အောက်ဆုံးမှာတော့ခရမ်းလှိုင်းလေးရှိတာပေါ့နော်ဒါသူဆိုလဲဒီ94လေးဆိုဒီမှာအနောက်မှာအမီကိုချောင်းလေးမြင်နေရတယ်နော်ဟုတ်မခင်ဆိုင် Black Tourmaline Tower ကမရှိပါဘူးရှင် Black Tourmaline ကလေဟို chip လေးပဲရမှာပဲရှင် Black Tourmaline Tower တော့မရသေးပါဘူးရှင်ရှိသေးတာပါ stock ကုန်နေတာပေါ့နော်မရှိတာပါရှင်ဒါလေးတွေကလက်တမလင်တာဝါမရသေးတာပါနော်အိုးဒါလေးဒီဟာလေးပါဒီလိုလေးပေါ့နော်ခဏလေးပါရှင်ပြီးရင်ဒီတစ်ခါလေးဘာလေးတွေပြပေးမလဲဆိုလို့ရှိရင်လေmakeup paper ပေါ့နော်အဲ့လက်ကောက်ကလေးတွေပြပေးပါမယ်သူကအရန်ချစ်ဖို့ကောင်းတယ်သူ့ဘက်ကကိုကလေဘယ်လောက်ရှိလဲဆိုတော့ CN ဘက်ကနေပဲပြောပေးမယ်နော် CN ဘက်ကနေဆို 1.5 CN ဘက်အကျယ်ရှိတာပေါ့နော်သူကသူ့ရဲ့လက်တိုင်းကကြတော့ 5.75 ပါဘယ်လိုတိုင်းတာလဲဆိုလို့ရှိရင်ဒီအထဲခွင်เนาะအထဲခွင်ကိုအချင်းနေရာလေးကိုတိုင်းပေးတာပါရှင် 5.75 ရှိပါတယ်ဝတ်ပြမယ်เนาะခဏလေးပါဝတ်ပြရင်ရမ်းထားရှင် तू ကခရင်ရောင်ပေါ့နော်ဒီကပ်ဖတ်ဖေးပါချက်ဖို့ကောင်းတယ်ဒီမှာရှင်အဲ့ဒါလေးပါအဲ့ဒါလေးကိုပြပေးနေခဏလေးနော်ခဏလေးပါပြန်ချွတ်လိုက်မယ်အနီးကပ်လေးနည်းနည်းပြပေးပါ
ဘယ်လိုပြောချင်လဲဆိုသူကလေဒီမှာလေလက်ကလေးပါတယ်နော်နားလေးပါရှင်ဟိုဘူးလေးတော့ဖေးရောက်ပါလားဒီထိုးတဲ့ဘူးလေးဒါလေးပြပြီးကြောက်ထိုးတဲ့လက်နေတံမီမတွေ့တော့ဟိုဘက်ရောက်ပါဒီဘက်ချာဘယ်ရောက်တယ်ဘယ်နဲ့ကလက်ပတ်အပြာကဘာကြောက်လဲမအော်လက်ကီးမီအဲ့ဒါလေးပြပေးမယ်နော်အဲ့ဒါကြောက် aquamarine မှာရှင်သူက aquamarine နော်ပြပေးမယ်နော်နားလေးပါရှင်ဒါလေးကိုပြပေးချင်လားဒီကနော်ဒီကြောက်ကလေးလှတယ်ဆိုတာလေလှပါတယ်ရှင်သူကလက်ကလေးပါတာနော်ဒါလေးကပြပေးပါမယ်အပြာလေးကိုအပြာလေးက aquamarine နော် aquamarine သူက 11.5 လောက်ရှိပါတယ်ရှင်လုံးဘက်ကလေ aquamarine ပါဒါလေးက aquamarine เนาะလုံးဘက်က 11.5 လောက်ရှိပါတယ်ဒါလေးတွေက rose square လေးတွေပါသူကလေမီးအောင်အောက်မှာမှုလို့သူကလည်းအရောင်လေးတွေဖြော့တယ်ထင်ရတာသိလားဒီမှာเนาะဒါတော်တော်လှတယ် 8mm ပေါ့เนาะ size ရှိပါတယ်ဒါ rose square ပရီးစီလေးတွေပေါ့နော်ပရီးစီ size ကတော့ 8mm ပါပြီးတော့လေဒါကလေတကယ်တမ်းဆိုရင်လေအပြင်မှာလေမီးရောင်အောင်မှာအပြင်မှာလေသူကလေကြီးလေးနဲ့အရန်ချစ်ဖို့ကောင်းတယ်သိလားဖြော့တာမဟုတ်သူကကြီးတာပေါ့နော်သူ့ရဲ့အလုံးကအလုံးလေးကကြီးပြီးတော့နော်ဒါကြီးတာပေါ့ဒါလေးလည်းပြပေးမယ်ဒါကိုဒီလိုလေးကိုထည့်ပြပေးမယ်မီးအောင်တော့မီးအပေါ်ကမီးအောင်ကြောင့်တော်နည်းနည်းလေးဟိုဖြော့ပြီးတော့မှိန်လို့ထားတာအပြင်ကအရောင်နဲ့အတူတူပဲပေါ့နော်ဒါလေးက aquamarine ပါဗမာလို့ဆိုရင်တော့မြပြလားမသိခေါ်တာပေါ့နော်ဒါ aquamarine ပါရှင့် aquamarine ပရိစီလက်ပတ်လေးပါပြီးတော့ဗာလေးတွေပြပေးခြင်းလဲဆိုလို့ရှိရင်ကိုထိုက်ပေါ့နော်ဒါလေးတွေပြပေးခြင်းပါတယ်ဒါတွေကတော့ဟို adjust လုပ်လို့ရတယ်ပေါ့နော်လက်မျိုးစုံ adjust လုပ်လို့ရတယ်ဆိုအကုန်လုံးကိုဆွတ်လို့ရအောင်ဒါလေးလုပ်ပေးတယ်နော်ခဏ adjust တစ်ချက်လုပ်လိုက်မယ်နော်အဲ့ဒါဝင်သွားပြီသူကကိုထိုက်ပါချစ်ဖို့ဒါလေးဒီမှာထပ်ဆွတ်ပြနော်ရှင်းကြည့်လို့ရအောင်လေဒါရနည်းနည်းဖြန့်လိုက်လို့ရှိရင်တော်တယ်နော်ဒါလေးတွေကတစ်မျိုးပေါ့နော်ဒါလေးတွေကဒါလေးတွေပါဒါလေးကတော့ဒီခွင်းလေးကတော့လေကြောက်ပို့ထူတယ်ဒီခွင်းလေးကကြောက်ပို့ထူတယ်နော်ဒီခွင်းလေးကကြောက်ပို့ထူတယ်ဒါလေးတွေကဒါလေးကတော့ဒါလေးလည်းထူပါဒါပေမဲ့ဒါလေးကတော့နည်းနည်းပါတယ်ကြောက်သားပေါ့နော်ကြောက်သားကခဏလေးပါဒါပေမဲ့အဲ့လိုအပားကြီးမဟုတ်ဘူးခုနပထမဆုံးပြတဲ့ခွင်းလောက်တော့မဟုတ်ဘူးသူမှလည်းထူတယ်နော်ကြောက်သားထူပါသူအပြားပုံလေးပေါ့နော်အပြားရှိတ်ကလေးပါအပြားရှိတ်ကလေးပါဒါလေးကကြတော့ square shape လို့ဖြစ်သွားတာဒါကတော့ rectangle ပုံသဏ္ဍာန်လေးဖြစ်သွားတာပေါ့နော်ဒီလိုကြည့်လိုက်မယ်ဆို rectangle ပုံလေးဒါကတော့သူကဒီလိုစောင်းခတ်ထားလို့ဒဲကြည့်ရဆိုလို့ရှိရင်လက်ညိုးလေး
ဒီပြန်ဝတ်ပြမယ်နော်ခုနဟာလေကိုယ့်အကိုမမှတ်မိလိုက်လို့ဘယ်ဟာလေးလည်းမသိဘူးရှင်ဒါတွေကတော့2သိန်းကျော်တွေပေါ့နော်ဒါတွေ2သိန်းကျော်ဘယ်ဟာလေးလည်းမသိဘူးဟိုပါပေါ့ဒီလိုကြောက်သားထူတဲ့ဟာလေးလား rectangle ပုံလေးလားဒါဆိုလို့ရှိရင် square အကြည့်လို့ပြောမှာပေါ့နော်ဒါဒီနှစ်ခုက square ပုံတယ်ရှိရဒါ square အသေး square အကြည့်ပါလေဘယ်ဟာလေးပြောလဲမသိဘူးရှင်ဒါတွေကကိုထထိုက်ထေပါဈေးတွေကတော့2သိန်းဝန်းကျင်2သိန်းကျော်ဝန်းကျင်နေပေါ့နော်အစားစားတော့ရှိပဲနော်သူကြောက်အသေးကြီးပေါ်မူတည်ပြီးတော့ပါ rectangle ရှိတယ်ကြောက်အထူပြီးတော့ဒါလေးကကြတော့ဒီလိုလေးဖေးလိုက်ပြပေးမယ်ဘာဖြစ်လို့ရှိရင်ဒါလေးကို screenshot ရိုက်ပြီးတော့ CP မှာမေးလို့ရတယ်နော်ဘယ်ဟာဒီဟာလေးကိုအရင် screenshot အခုပြပေးထားမယ်နော် screenshot လေးရိုက်လိုက်ပါရိုက်ပြီးတော့မှဘယ်ဟာလေးလိုချင်လဲဆို wine ပေါ့နော် wine ပြီးတော့မှမေးပေးလို့ရပါတယ်ရှင်နော်ဒါဘေးတိုက်ကြောက်သားလေးတွေရဲ့ဓူပြတာနော်ဒါလေးတွေချက်ပေါက်ကနေမေးပေးလို့ရပါတယ်နော်ချက်ပေါက်ကနေမေးပေးလို့ရပါတယ်ပြီးရင်ဒီ admin ရဲ့ live ဆေးမှာအမြဲမပါမဖြစ်အမြဲတမ်းလဲမေးနေကြပေါ့နော်လှတော်လေးများဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မခင်ဆွေရေအမရေဒါလေးဆိုလို့ရှိရင်သူ့ကိုဘယ်လိုခေါ်လဲဆို lavender rose square လို့ခေါ်တာပေါ့နော် lavender rose square ပါသူက 5.72 ပါအရန်ချစ်ဖို့ကောင်းတယ်နော် lavender rose square ပါဝတ်ပြပါမယ် lavender rose square လေးပါlavender rose square ပါနော်ဒါလေးလည်းချစ်စရာလေးဒီဟာဆိုလို့ရှိရင်လေလက်တော်များများတော်တယ်ပေါ့နော်ဒါဆိုရင်တော်တယ်ဒီအခုချောင်းကြီးလည်းမနေဘူးဒါ admin လက်ဆိုလို့ရှိရင် 5.4 လောက်ကနေလက်အိတ်နဲ့ဆိုလို့ရှိရင် 5.4 လောက်ကနေစဝင်တယ်ပေါ့နော်စဝင်တယ်ဆိုပေမဲ့သူက 5.7 ဆိုလည်းအဲ့လိုချောင်းကြီးနေတာမဟုတ်ဘဲနဲ့သူကပေါ့နော်လှလေးနဲ့နေပါတယ်ပြီးတော့ east လည်းဖြစ်တာပေါ့နော်ဒါ admin လက်ဆိုလို့ရှိရင်5.4 လောက်ကစတော့ဒီကောင်5.72ဆိုမကြီးဘူးเนาะမကြီးဘူးဒါလေးဆိုလို့ရှိရင်မကြီးဘူးเนาะဒါလေးဆိုချစ်စရာလေး lavender rose square ပါ lavender ဒါလေးကဒါ 5.72 နောက်ပြီးဒါပါလေးရှိလဲဆိုလို့ရှိရင်5.8ဒါဆိုတော့ဗျက်နဲ့တော့သေးသွားမယ်ခုနအဆိုင်တော့အကိဗျက်အကြီးမကြိုက်ဘူးဗျက်အသေးဆိုလို့ရှိရင်သူက 5.72 နဲ့ 5.8ဆိုအများကြီးတော့ကွာတာမဟုတ်ဘူးပေါ့နော်ဒါလေးယူလို့ရပါတယ်ဒါလေးယူလို့ရပါတယ်နောက်တစ်ခုရှိသေးတယ်နောက်တစ်ခုကတော့ဘယ်လောက်လဲဆိုတော့ 5.95 ဆိုတော့ဒါကတော့နည်းနည်းလေးကြီးသွားပြီပေါ့နော်ကြီးသွားပြီဒါလေးဆိုရင်ပြီးတော့ကြီးသွားဆိုခွင်းကြီးတာကိုပြောတာပါเนาะ 5.95 ဆိုခွင်းကြီးသွားပြီအဲ့မဲ့ तू ကခွင်းကြီးပြီမဲ့ तू ကဖြတ်သေးတယ်ပေါ့နော်ဖြတ်ကဒီမှာ3မျိုးဖြစ်နေတာပေါ့နော်3မျိုးဒါ lavender rose ခွက်လေးတွေပါเนาะပြီးတော့လေဘာလေးတွေပြပေးချင်တာလဲဆိုလို့ရှိရင်rose square tower ပေါ့နော်အဲ့ဒါလေးတွေဒီ light ဆေးမှာပြပေးချင်ပါတယ်ဒီ rose square tower ဒါထိတ်ကလေးကိုမပုံးမပဲ့အောင်ပေါ့နော်မင်းတို့ကနံပါတ်8ပါနံပါတ်8ပါသူ့ရဲ့အမြင့်လေးကိုတိုင်းပေးမယ်နော်လေးလက်မောင်နဲ့နဲ့လေးကြော်လေးလက်မပေါ့နော်သူကအဲ့လိုအဖြော့ကြီးမဟုတ်ဒီအပြည့်ဒီအခုနည်းနည်းခက်လှမ်းလှမ်းမှထားတဲ့အရာအောင်လားပေါ့နော်ချစ်ဖို့ကောင်းတယ်သူပြီးတော့သူကခုနပြတယ်လေအကြီးလိုမျိုးလေဒီအောက်ဘက်ကိုလေအောက်ဘက်ကိုအဲ့လိုပိတ်ပြီးတော့သွေးထားတာရေဘာတွေမရှိဘူးပေါ့နော်သူကလေးရတော့
နော်ဒါလည်းအဲ့ဒါကိုဒီမှာ site ကြီးရှိတယ်ဒါကတော့ပို့ပြီးတော့အရောင်ကရှင်းတာပေါ့နော်နံပါတ်က21သူလည်း4လက်မပါပဲမနက်က4လက်မတောင်ကြော်သေးတယ် 4.1 လောက်တောင်ရှိတယ်ဒါပေမဲ့သူကဒီနားမှာဒီကြောက်ကလေးရာသူတို့ပေါ့နော်သူတွေးထားတာဒီဘေးနားမှာဒီလိုလေးပေါ့နော်ဒီလိုစောင်းစောင်းလေးဖြစ်နေတာပေါ့နော်ထိပ်ဘက်ကလေးဒီရှေ့ကကြည့်ဒီထိုင်လှတယ်ဒီဘေးနားလေးမှာဒီလိုနည်းနည်းလေးပေါ့နော်စောင်းနေရလေးရရှိတယ်ဒါလေးကကြတော့4လက်မ clear ကွက်တာပါလေနော်4လက်မ clear ကွက်တာပါလေးပါပြီးတော့ rainbow fluoride လေးတွေကလေဒီဇိုင်းစုံရှိတယ်နော် rainbow fluoride လေးတွေကဒီဇိုင်းစုံရှိပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်အခုဘာလေးပြပေးမယ်ဆိုလို့ရှိရင်clear ကွက်ပေါ့နော် clear ကွက်လက်ကောက်ကလေးတွေလည်းရှိတော့ clear ကွက်ပေါ့နော် clear ကွက်ကဒီပေါ်မှာမတင်ထားဖြစ်ဘူးရှင့်ဒီပေါ်မှာမတင်ထားဖြစ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးကိုထုတ်ပြီးပြပေးပါမယ်နားလေးပါနော်ဒါလေးဆိုလို့ရှိရင်လက်တိုင်းကြီးတယ်ဒါလေးဆိုလက်တိုင်းကြီးတယ်ဆိုခဏလေးနော်ပစ္စည်းချတယ်ဒါဘယ်လောက်လဲဆိုလို့ရှိရင်လက်တိုင်းอ่ะ6.15ဆိုတာဒါလက်တော်ကြီးတာပဲနော်လက်တိုင်းကြီးကြီးလေးတွေသူကလေဘယ်လိုလာလဲဆိုသူကခဲတဲ့လုံးပတ်ကလေးနော်ခဲတဲ့လုံးပတ်ကလေးသူကခဲတဲ့လုံးပတ်လုံးလေးပေါ့နော်သူကချစ်စရာလေးနော်ဒီဟာလေးတွေအထက်မှာအောင်းဝင်အရာလေးတွေဖြစ်နေတယ်အောင်းဝင်လေးတွေနော်ဒါလေးတွေက6.15ဒီခွင်းဆိုလို့ရှိရင်သူကခဲတဲ့လုံးပဲလုံးလေးအထက်နဲ့အလုံးပေါ့နော်6.15ရှိတယ်နောက်ပြီးဓာတ်ကြတော့ဓာတ်လေးတော်တော်လှတယ်သူကကြတော့5.75 သူကအထဲကအပြာအခုံးလေးပေါ့နော်သူမှဆိုအောင်းဝင်လေးလည်းပါတယ်တော်တော်လေးလည်းလှတယ်ရှင်ဟိုပြ5.75 လက်အိတ်စလာအောင်နားလေးပါနော်ဒါလှတယ်ကြီးလေ5.75နော်5.75ပါရှင်အဲ့ဒါဆိုရင် rose square လက်ကောက်ကလေးတွေပြပေးမယ်နော် rose square လက်ကောက်ကလေးလေးပြပေးပါမယ်ဒါလေးအရင်လှတယ်ကဲဘယ်နံပါတ်ကနေစပြပေးရမလဲဒါဆိုလို့ရှိရင်6.35 admino oranda crystal မှာဒီတလောမှာရောက်တဲ့ green အကြီးဆုံးပါ6.75 မီလီယံအောက်မှာမှုလို့ဖြူနေတယ်ထင်ရတာပါဒီမှာမပြပေးပါမယ်ဒီလိုလေးပါရှင့်အပြင်မှာလဲဒီထက်ပိုပြီးတော့ပန်းအောင်တောက်ပါတယ်အဒမင်တို့စီမှာလာဝယ်ဘူးတဲ့ customer တွေဆိုရင်သိပါတယ်ရှင့်သူကဒီမီးထဲမှာမီးရောင်အောက်မှာအခုပြနေတော့လေသူကအယောင်ကဖြော့တယ်ထင်ရတာဒါအပြင်မှာအခုပြတဲ့အယောင်ထက်ကိုပိုပြီးလှတယ်နော်ပိုပြီးလှတယ်မီးလျံအောက်မှာမှုလို့ပါသူကအထဲအပြာအပြင်အခုံးလေးပါအရင်ချစ်ဖို့ကောင်းတယ်နော်အရင်ချစ်ပြီးတော့လေဟို admino စီကဒီ rose square လက်ကောက်တွေကအစ်စ်တွေပါအဲ့ဒီအတွက်ကြောင့်သူတို့ကလေကြောက်သားစစ်တဲ့အတွက်ကြောင့်သူကအထဲမှာအောင်းဝင်လိုမျိုးပေါ့နော်ပြီးတော့တချို့ပေါ့နော်ဟိုတချို့ဟာလေးတွေဆိုလို့ရှိရင်နည်းနည်းလေးပေါ့နော်အောင်းဝင်လေးတွေပါနေရဲ့အဲ့လိုပေါ့ပြီးတော့ဟိုတကွေးလုံးပန်းရောင်လေးပဲနည်းနည်းလေးပန်းရောင်ဖြော့နေတဲ့နေရာလေးလည်းရှိပါဘာဖြစ်လို့လဲဆိုတော့ကြောက်သားအစ်စ်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နော်အောင်းဝင်လေးတွေလည်းပါပါတယ်
ဒီမှာနော်အပြင်မှာတစ်ထပ်ပို့လှဒါပေါ့နော်ပြီးရင်ဒီလိုပေါ့ဒီဟာလေးဒါလေးဆိုရင်လက်တိုင်းသေးရလို့ဆိုတင်5.36ပြပြီမယ်နော်သူလည်းအရန်လှတယ်နော်ဒီမှာကြည့်ပါဦးသူမီးရအောင်မှမို့လို့ဒါဖြူနေရထင်တယ်ဒါအပြင်မှာဒီထက်တော့ပို့ပြီးပန်းအောင်လှလုံးလုံးလေးချစ်စရာလေးလက်သေးလေးဆိုအရန်လှမှာရှင့်လက်သေးလေးဆိုအရန်လှမှာအဒမီကတော့မတော်လို့ဝတ်မပြတော့ဘူးနော်5.35 sorry 5.36အဒမီကတော့မတော်လို့မဝတ်ပြတော့ပါဘူးရှင့်အဒမီက5.4လောက်မှတော်တော့လေနောက်ပြီးရင်ဒီကအထက်အပြအပြင်ခုံးလေးပေါ့နော်ဒါလေးလည်းဒီလိုတင်ပေးမယ်ဒါလေးလည်းအရန်လှတယ်နော်မကြည့်ပါအောင်သူကဘယ်လောက်လဲဆိုရင်5.75 5.75ဆို admin လက်တောင်ဝင်တယ်နော်ပြမယ်ဒီမှာနော်လှတယ်နော်ပန်းရောင်တောက်တယ်ဆိုလေပေါ့နော်အဲ့လိုပန်းရောင်ရဲတောက်ကြီးလေမလာပါဘူးရှင်ဘာလို့ဆိုဆေးသွင်းထားတဲ့အတွက်မဟုတ်ဘူးပေါ့နော်ဆေးသွင်းထားတာမဟုတ်ဘူးတဘာဝဖြစ်တဲ့အတွက်ကြောက်ပါသူကပေါ့နော်ဒါလက် rose square သူရောင်လက်ကောက်အစ်စ်တွေဖြစ်တဲ့အတွက်ကြောက်အဲ့လိုတောက်ကြီးအဲ့လိုကြီးမလာဘူးရှင်အဲ့မဲ့သူကပန်းရောင်လေးစိုးနေအပြင်မှာအမျိုးစီကလာဝယ်ဘူးတဲ့လူတွေဆိုသိပါတယ်ရှင်ဒါခက်ဝေးပြတယ်ဆိုတာသူ့ရဲ့ပန်းရောင်လှကြောင်းပြပေးတာနော်ပန်းရောင်လှကြောင်းပြပေးတာပါဒါလေးရဲ့နောက်ပြီးရင်ဒါလေးကဟိုပါပေါ့နော်အပြားနဲ့အလုံးနဲ့ပြီးတော့ admin ဘာတော်လောက်လဲဆိုလို့ရှိရင်5.5ဆိုလဲတော်တာပေါ့နော် admin လက်နဲ့5.4တောင်တော်တယ်ဆိုတော့5.5လဲတော်တော့ဝတ်ပြမယ်နော်ဒါကကြတော့ခဲနဲ့အလုံးလေးပေါ့နော်ဒါလေးလည်းချစ်စရာလေးပါကျန်လာနော်ကျန်လာနော်ဒါလေးရဲ့ကာလာလေးကိုလည်းဒီလိုပေါ့တင်ပြီးပြပေးမယ်နော်5.5နော်ဒီလိုလေးကိုလှလာရှင့်ဒီထက်တောင်မှအပြင်မှာပိုလှပါသေးတယ်နော်ဟိုထားလို့ရှိရင်ချစ်ဖို့ကောင်းပါတယ်လက်တိုင်းလေးတွေနဲ့လေဟိုချက်ပေါက်မှာဝယ်ယူခြင်းနဲ့ဆိုလက်တိုင်းလေးတွေနဲ့ဝယ်ယူလို့ရပါတယ်ဒါကတော့ခွင်းကြီးဆုံးပေါ့နော်ကျန်တာတော့6တောင်ရှိတယ်ရှင်6ဆိုလဲဒါကြီးတယ်ဒါ6ဆိုလဲဒီခွင်းကကြီးတဲ့ထဲမှာပြောလို့ရပါပေါ့နော်ဒါ6နော်ဒါ6ပါဒါလေးက6ပါ6ပါပြီးတော့ဘာလေးတွေပြပေးရမလဲနော်ဘာလေးတွေကြည့်ချင်လဲပြောပြပါရှင်ဒါလေးဆိုချစ်စရာလေးဟဲ့ကိုယ့်ကိုတီးကိုယ့်ကိုသဘောကျနော်ဒါဆို key chain ပေါ့နော်ဖုန်းကြိုးတော့လုပ်လို့ရတယ်ဖုန်းအပေါက်ကလေးတွေကိုကြိုးလေးရှိုးပြီးထည့်လိုက်ပေါ့နော်ဒါလေးဆိုချစ်စရာလေးကြိုးလေးချစ်စရာလေးပါပြီးတော့လေsinging bowl လေးတွေလည်းစိုက်ဆောင်ရပါမယ်နော် singing bowl လေးလည်းစိုက်ဆောင်ရပါမယ်ဒီဟာဆိုလို့ရှိရင်ဆိုလို့ရှိရင် CM ဘက်ကိုကြည့်လိုက်ပါမယ်ဒါ 8.5 ပေါ့နော် 8.5 လေးပါအမေကတိတ်မတီးတတ်တော့လေတိတ်ပြီးတော့မလုတ်တတ်ဘူးမတီးတတ်တော့တိတ်မကျွမ်းဘူးပေါ့နော်ဒီကအတန်လေးတွေကိုအကြီးတီးပြလို့တော့ရတယ်ပြဒီဟာဒါကတော့15 cm ပေါ့နော်
Tibet singing bowl ပေါ့နော်ဒါက15စီရင်အထဲမှာဖျားပုံတော်လေးတွေပါပါတယ်ဖျားကဖျား9စုပေါ့နော်ဖျားပုံတော်လေးပါပါတယ်ဒီအကြီးကြတော့ admin တီးတတ်တယ်အသေးကြီးကြတော့ admin မတီးတတ်ဘူးမကျွမ်းဘူးပေါ့နော်အခုအကြီးလဲကျွမ်းကျွန်းကျင်ကျင်တော့မတီးတတ်သေးပါဘူးရှင်နော်ဒါလေးပါရှင်ပြီးတော့လေဘာလေးပြချင်လဲဆိုတော့ admin ဒါလေးပြပေးမယ်နိုင်နော်ဒီဟာလေးအရန်လာခဏလက်ကောက်ကလေးနဲ့ရွှေ့လိုက်မယ်နော်အသေးရလို့လက်ကောက်တွေနဲ့အသေးရလို့နဲ့ရွှေ့လိုက်အောင်ရှာပါပြီဒါလေးအနီးကပြပေးချင်တော့ဒါလေးလည်းနည်းနည်းရွှေ့လိုက်ဒီဟာလေးဒီခရမ်းအတုံးယူအနီးကလေးတစ်ခါမှလည်းအဲ့လိုအနီးကလေးမပြဘူးတော့လေအနီးကလေးပြပဲသူကလေသူကဒီထိတ်ကလေးရသူလားတာဝါလို့ချွန်းနေတာပဲနော်တော့လှတယ်နော်ဒီဘက်မှာသူကတာဝါတစ်ချောင်းလေးအပိုထွက်နေသလိုလေနော်တပတ်လှည့်ပြမယ်နော်မြင်ရလားမသိဘူးသူကအောက်ကတသားခုံလေးနဲ့လေထားလို့ရှိရင်နော်ဒီအပေါ်ကလေဒီကြောက်ဘယ်လိုလဲကြောက်အချွန်လေးပေါ့နော်သူကတာဝါပုံတဲ့လေးသူကတွေးထားတာလဲသူကတာဝါပုံတဲ့လေးသူက six face ဖြစ်နေတာ six faces လေးလောက်ထားတာပေါ့နော်ဒီမှာဒီအခုကြည့်ရင်ဒါ3ဘက်အနောက်မှာ3ဘက်ဟုတ်တယ်သူကတာဝါရှိတ်သွေးသူလို့သူကသွေးထားတာသူကဒီမှာ6မျက်နှာလေးသူသွေးထားတယ်နော်ဒီခရမ်းတုံးပါလေခရမ်းတော့6မျက်နှာလေးသွေးထားတာဒီဘက်ကတော့ဒီလိုအချွန်လေးပါနေတာပေါ့နော်ဒါအဓိကဒါလေး main ပေါ့နော်သူကလေခုံအပါပဲလေအမြင့်လေးပြမယ်နော်ခုံပါအမြင့်က9လက်မခွဲဟုတ်တယ်9လက်မခွဲနော်ဒါဆိုလို့ရှိရင်အရန်လာတာကိုယ့်ရဲ့အဲခင်းလို့ကိုယ့်ရဲ့ရုံးခင်းလို့ပေါ့နော်ဒါတွေကိုထားလို့ရှိရင်အိုးအရန်ကိုဆွဲဆောင်မှုရှိပြီး attraction ရှိတာပေါ့နော်ပြီးလို့ရှိရင်လည်းဒါသူ့ရဲ့ဒီ amethyst နဲ့ပတ်သက်တဲ့ energy လေးလေဟိုဖြစ်တယ်ပေါ့နော် effect ဖြစ်တာပေါ့နော်ဒါဆိုလို့ရှိရင်ခင်းရလို့အမြင့်ကအောက်ကကျမ်းပြင်ပေါ့နော်ကျမ်းပြင်ပေါ်ကနေတိုင်တာခုံအပါဝင်9လက်မခွဲပေါ့နော်သူရဲ့တာဝါကြီးရဲ့သူရဲ့ဒီ amethyst ကြီးอ่ะပေါ့နော်ဒါကြီးဆိုတော်လှရနော်ဒါကြီးတော်လှပါတယ်ဒါလေးကိုပြပေးတာပါနော်ဒါလေးပြပေးတာပါရှင်ခဏလေးเนาะအဲဆိုနောက်တစ်ခုပြပေးဖို့ try လိုက်ပါဦးမယ်ဒါလေးနောက်ဆုံးတစ်ခုထပ်ပြပေးမယ်ရှင်ဒီပေါ်မှာပဲတင်ထားတယ်ပေါ့နော်သူကကြောက်ကြီးပဲเนาะကြောက်ကြီးပဲက9လက်မကျော်တယ်ခုံမပါဝင်ဆိုရင်6လက်မကျော်သွားတာပေါ့เนาะခုံက1လက်မတဘောပေါ့เนาะဒါဆိုလို့ရှိရင်လေသူကလေဒီလိုလေးပေါ့cave ပေါ့เนาะ cave ပုံစံဖြစ်နေတာ cave ပုံစံဖြစ်တာဘေးတိုင်းလေးဒီလိုပြပေးမယ်เนาะနော်သူကဒီအောက်ကခုံလေးပါထည့်ပေးရနော်ဒီလိုလေးပေါ့အဲ့ဒါဆိုမှကိုပေါ့ဒါဆိုလို့ရှိခုနပြန်ပြောပါမယ်သူခုံပိုင်6လက်မခွဲလောက်ရှိပါခုံမပိုင်9လက်မခွဲပေါ့နော်နော်ဒီလိုလေးရှိပါတယ်အဲ့ဒါကိုဘာလို့လုံးပြချင်လဲဆိုရင်ခဏလေးစောင့်ပေးပါခဏလေးပါနော်
ဒါလေးပြချင်တာဒီပေါ့နော်ဖျားလေးတဆူကိုအဲ့ဒီမှာထည့်ပြပေးချင်တာပါဒီလိုမျိုးလေးပေါ့နော်ဒီဟာဆိုလို့ရှိရင်ဘာလို့လဲဒါဆိုလို့ရှိရင်ခုနကပေါ့နော်ဒီဖျားလေးနဲ့ဆိုလို့ရှိရင်လည်းဖျားစဉ်ပေါ်မှာလည်းထားပြီးတော့ပူဇော်လို့ရပါတယ်ဒါကဘာလေးထည့်ပေးထားလဲဆိုရှင် rose quartz ဖျားပေါ့နော်ဖျား rose quartz ကဒါတလက်မကြော်လေးပေါ့နော်တလက်မလေးဒါဆိုလို့ရှိရင်ဆိုဒါလေးက rose quartz ဖျားလေးကိုမီနီဗုဒ္ဓလေးထည့်ပေးထားပါဒါလေးကတော့ clear quartz မီနီဗုဒ္ဓလေးထည့်ပြပါမယ်အရန်လေးတက်ပယ်တယ်နော်အဲဆိုဒီဖျားလေးတွေထည့်ပြီးတော့မပူဇော်ခြင်းလို့ရှိရင်လေကိုယ့်ရဲ့အိတ်ခမ်းsorry ကိုယ့်ရဲ့အိတ်ခမ်းဒီမှာကိုယ့်ရဲ့စပွဲတွေပေါ်မှာပေါ့နော်ဒါလေးတွေကိုအလားထားပြီးတော့အလားထားလို့ရပါတယ်ပေါ့နော်ဒီလိုဖျားလေးတွေထည့်ပြီးတော့လည်းပူဇော်လို့ရပါတယ်လို့ဒါလေးကခါတိုင်းဆိုအနီးကမပြဖြစ်ဘူးပေါ့နော်မေးမှပြအခုကတော့ဒီခရမ်းတုံးတွေရဲ့ကိုအနီးကလေးပြပေးတာပါပေါ့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရှင်ဒီနေ့ live sale လေးကိုပေါ့နော်အချိန်ပေးကြည့်ရှုအားပေးတဲ့ customer တွေအကုန်လုံးကိုပေါ့နော်ကြည့်ရှုပေးတော့အခုအကုန်လုံးကိုကျေးဇူးအထူးပဲတင်ပါတယ်အဲဆိုလို့ရှိရင်admin တို့ရဲ့ Oriental Crystal live sale လေးကိုဒီနေရာမှာပဲရနာခွင့်ပြုပါနော်နောက်တစ်ပတ်ဒီမှာလည်းပြန်လည်တွေ့ဆုံပါမယ်ရှင်ဟုတ်ကဲ့ပါအဲဆိုလို့ရှိရင်မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေရှင် Oriental Crystal live sale လေးကိုဒီနေရာမှာရနာခွင့်ပြုပါရှင် good night ပါရှင်